အားလုံးပဲမင်္ဂလာပါရှင်စရီထော့စွာနေပြည်လဲကြိုဆိုလိုက်ပါတယ်ယခုတင်ဆက်ပေးမယ့်အကြောင်းလေးကတော့အသက်15နှစ်နဲ့တခုလည်းဖြစ်နေတဲ့တေဇာဝင်းရဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်အသက်မပြည့်သေးတာကြောင့်အလုတ်လောက်ခွင့်ကမရသွားခဲ့ပါဘူးဒါကြောင့်တေဇာဝင်းဟာခလေးမွေးဖွားပြီးတဲ့အခါမှာမိဘတွေနဲ့အတူအလုတ်သွားလုံးမှာပါခလေးကိုထားခဲ့လို့ရတဲ့အရွယ်ရောက်တဲ့အချိန်မှာစက်ယုံမှာအလုတ်လုပ်ပြီးခလေးရဲ့ဘဝကိုလှပအောင်ပြိုးထောင်သွားမှာပါတေဇာဝင်းထံကိုခလေးပေးဖို့အတွက်ရောက်လာသူတွေရှိပေမယ့်လုံးဝမပေးခဲ့ပါဘူးအသက်မပြည့်သေးတဲ့ဆယ်ကျော်သက်အရွယ်ကောင်မလေးဖြစ်ပေမယ့်သူ့ရဲ့ခလေးအတွက်ကိုတော့သူ့ရဲ့ကောင်းတစ်ယောက်ဖြစ်နေတာလည်းဖြစ်ပါတယ်ရှင်ရက်ွက်ထဲမှာစော့ကစားရတဲ့အရွယ်မှာမထင်မှတ်ပဲနဲ့အိမ်အောင်ကျသွားပြီးတော့ခလေးမွေးဖွားရပေမယ့်မိခင်တယောက်ရဲ့စိတ်ဓာတ်ကအပြည့်အဝရှိနေတာပါတချို့မိဘတွေဟာခလေးကိုမွေးဖွားပြီးတော့အဝေးတနေရာကိုဆွေးမြေ့တကြသလိုလွတ်လပ်မှုတွေကိုဆုံးရှုံးမှာဆိုလို့တာဝန်မယူနိုင်တော့ဘူးဆိုပြီးတော့ဘေးပြစ်တကြတဲ့သူတွေလည်းရှိပါတယ်။ဒါပေမဲ့တစဉ်ဝင်းကတော့ဘာလုံးမမလုပ်နိုင်ခဲ့ရင်တော့သူ့ခလေးကိုရိုသားစွာအလုပ်ကျွေးဖို့အထိဆုံးဖြတ်ထားသူတယောက်လည်းဖြစ်ပါတယ်။အသက်ငယ်ငယ်နဲ့မိခင်စိတ်ရှိတဲ့အတွက်သူ့ရဲ့စိတ်ဓာတ်လေးကိုလေးစားကြပေမယ့်အသက်မပြည့်သေးဘဲနဲ့ဒီလိုအဖြစ်တွေကြုံခဲ့ရတဲ့အတွက်လည်းစိတ်မကောင်းဖြစ်နေကြတာလည်းဖြစ်ပါတယ်ရှင်။တစဉ်ဝင်းတယောက်ဘဝမှာဘသူကိုမှအယုံမလွယ်တော့ဘူးပဲခလေးကိုမှအကောင်းဆုံးပြုစုသွားနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်ကြည်ကျအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးထူးတင်ပါတယ်ရှင်နောက်ထပ်လည်းအမှုပညာသတင်းတွေကိုတင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်